essential phrases in classes မတိမဖြစ်စကားစုများနဲ့ဝကြပိုင်းများ part 2အပိုင်းနဲ့ number 7ထူးချွန်သောကျောင်းသားများနှစ်ပိုင်းဖြတ်ထားပါတယ်ထူးချွန်သောကတစ်ပိုင်းပါကျောင်းသားများကတစ်ပိုင်းပါထူးချွန်သောဘယ်လိုရေးမလဲ outstanding ကျောင်းသားများဘယ်လိုရေးမလဲ students အများဖြစ်တဲ့တို့ကြောင့် s ပါပါတယ်နော်ဒီမှာပြထားတဲ့တေရှိကိုကြတော့ထည့်လဲဖြစ်တယ်မထည့်တယ်ဖြစ်တယ်ဘယ်လိုနေရာမျိုးမှာထည့်ရမယ်ဘယ်လိုနေရာမျိုးမှာမထည့်ရဘူးဆိုတာနောက်ပိုင်းမှာ article နဲ့ပတ်သက်လို့တည်တံ့ရှင်းသွားပါမယ်ဒါကြောင့်ထူးချွန်သောကျောင်းသားများဆိုရင်ထူးချွန်သောက outstanding ကျောင်းသားများက students လို့ရေးရင်ရပါပြီတေရှိဒီကိုထည့်ရေးလဲရပါတယ်ထည့်မီးလဲရပါတယ်เนาะ number 8တော်သောကျောင်းသားများနှစ်ပိုင်းပိုင်းထားပါတယ်ပထမပိုင်းကတော်သောဒုတိယပိုင်းကကျောင်းသားများပါပါတယ်တော်သောကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ good ကျောင်းသားများကိုဘယ်လိုပြောမလဲ students တေရှိ there ကိုကြတော့ထည့်လဲရတယ်မထည့်လဲရတယ် number 9လှပပြီးတာယာတော့ကမ်းခြေတစ်ခုဒီပိုင်းလေးကိုနည်းနည်းစဉ်းစားပါမယ်နော်ဒီနေရာမှာလှပတာတစ်ပိုင်းဖြတ်ထားပါတယ်ပြီးဆိုတာတစ်ပိုင်းဖြတ်ထားပါတယ်တာယာတော့ကိုတစ်ပိုင်းဖြတ်ထားပါတယ်ကမ်းခြေတစ်ပိုင်းဖြတ်ထားပါတယ်ဒီမှာတစ်ပိုင်းဖြတ်လိုက်မယ်နော်ကမ်းခြေတစ်ခုကတစ်ပိုင်းဖြတ်ပါမယ်ဒီနေရာမှာတစ်ခုကနေမြန်မာလိုရေးရင်ဒီတစ်ခုကနောက်ဆုံးမှရောက်နေပါတယ်တိုးတော်လည်းပဲအင်္ဂလိပ်လိုရေးတဲ့ခါကျတော့ဒီတစ်ခုကရှေ့ဆုံးမှရေးရပါတယ် A ပြီးတော့ဘယ်အပိုင်းစဉ်းစားလဲဆိုဒီလှပတယ်ဆိုတဲ့အပိုင်းစဉ်းစားတယ်လှပတာက beautiful ပြီးဆိုတာက end ပြီးတာယာတော့က pleasant ကမ်းခြေက beach ဒါဆိုရင်အင်္ဂလိပ်နဲ့မြန်မာနဲ့ဘယ်လိုခြားနာတယ်လဲအစီအစဉ်ချပြီးရေးတဲ့နေရာမှာဘယ်လိုခြားနာလဲဆိုတော့ဒီတစ်ခုဆိုတဲ့အပိုင်းလေးတစ်ခု तू ကမြန်မာလိုရေးတဲ့ခါနောက်ဆုံးမှာအင်္ဂလိပ်လိုရေးတဲ့ခါကျတော့ရှေ့ဆုံးကိုရောက်သွားတာကျန်တဲ့ဟာတွေကြတော့မြန်မာနဲ့အင်္ဂလိပ်နဲ့ရေးရတာကအစီအစဉ်ချထားတာချင်းတူပါတယ်တစ်ခုကိုစစဉ်းစားတယ်အေးပြီးရင်ချစ်ရနေနောက်ကိုတန်းစီပြီးတော့စဉ်းစားတယ်လှပတာ beautiful ပြီးဆိုတာ end တာယာတော့ pleasant ဒါကြောင့်လှပပြီးတာယာတော့ကမ်းခြေတစ်ခုဆိုရင် a beautiful and pleasant beach လို့ရေးရပါတယ် number 10တူပြီးစိတ်ဝင်စားစရာကောင်းသောပုံပြင်တစ်ပုဒ်တူတာတစ်ပိုင်းပြီးတစ်ပိုင်းစိတ်ဝင်စားစရာကောင်းသောတစ်ပိုင်းပုံပြင်ကတစ်ပိုင်းတစ်ပုဒ်ကတစ်ပိုင်းဒီမှာလဲတစ်ခုတစ်ကောင်တယောက်ဆိုတဲ့အရာတွေဟာမြန်မာလိုနောက်ဆုံးအပိုင်းမှာရှိနေပေမဲ့အင်္ဂလိပ်လိုရေးတဲ့အခါကျတော့ရှေ့ဆုံးကိုထားပြီးတော့ရေးရပါတယ်အေးတစ်ပုဒ်ပေါ့နော်တူတာ short ပြီးက end စိတ်ဝင်စားစရာကောင်းသော interesting ပုံပြင်က story ဒါကြောင့်တူပြီးစိတ်ဝင်စားစရာကောင်းသောပုံပြင်တစ်ပုဒ်ဆိုရင် a short and interesting story လို့ရေးရပါတယ် number 11လှပပြီးတာယာသောကမ်းခြေများဒီနေရာမှာတေရှိ there ကိုထည့်လဲရတယ်မထည့်လဲရတယ်ဒါကြောင့်သူ့ကိုမပြောတော့ပါဘူးလှပတာစပြောပါမယ်လှပတာ beautiful ပြီးဆိုတာက end တာယာတော့က pleasant ကမ်းခြေများက beaches မြန်မာလိုစီစဉ်ထားတာနဲ့အင်္ဂလိပ်လိုရေးဖို့အတွက်စီစဉ်ထားတာကအတူတူပဲဖြစ်ပါတယ်နော်လှပပြီးတာယာသောကမ်းခြေများကို
They're beautiful and pleasant beaches လို့ရေးရပါတယ် Number 12တူပြီးစိတ်ဝင်စားစရာကောင်းသောပုံပြင်များတူတာတစ်ပိုင်းပြီးဆိုတာတစ်ပိုင်းစိတ်ဝင်စားစရာကောင်းသောဆိုတာတစ်ပိုင်းပုံပြင်များဆိုတာတစ်ပိုင်းစုစုပေါင်း1 2 3 4 လေးပိုင်းပိုင်းထားပါတယ်မြန်မာလိုတူတာကစပါတယ်အင်္ဂလိပ်လိုလည်း charge တူတာကစပါတယ်ပြီးဆိုတာ end interesting ရေးပါတယ်စိတ်ဝင်စားစရာကောင်းသော interesting လို့ရေးပါတယ်ပုံမြင်များကို stories လို့ရေးပါတယ်ဆိုတော့ဒီနေရာမှာတူပြီးစိတ်ဝင်စားစရာကောင်းသောပုံပြင်များကိုပြန်ရေးတဲ့အခါမှာမြန်မာလိုအစီအစဉ်ချပြီးရေးတာနဲ့အင်္ဂလိပ်လိုအစီအစဉ်ချပြီးရေးတာကအတူတူပဲလို့မှတ်ထားရပါမယ်